အားလုံးပဲမင်္ဂလာပါခင်ဗျာ Anuket Channel နဲ့ကြိုလိုက်ပါဒီနေ့မှာတော့ Solar Marshall ရဲ့အပိုင်း18ကိုတင်ပြတော့ဖြစ်ပါတယ်အဲ့ဒါဗီဒီယိုလေးစလိုက်အောင်ဒီလိုနဲ့ Mr. Wu ကစောင်းညိုရှိတဲ့ဂိတ်ကိုရောက်လာခဲ့တယ်အချိန်တို့အတွင်းထိတဲ့နာ9ယောက်ကိုစူးစိနိုင်ခဲ့ပေမဲ့ Mr. စောင်းကိုကူညီဖို့အတွက်မလုံလောက်ဘူးဆိုတာသိနေတယ်ဒါပေမဲ့အစိုးဆုံးအခြေအနေတွေပြင်းလာတာပါ Mr. Wu ဂိမ်းနောက်တော့ခြင်းမှာပဲမကောင်းတဲ့ခန္ဓာချက်တွေရနေခဲ့ပါတယ်ငါတို့နီးနားမှာအဓိကအဖွဲ့တွေအသိရှိနေလားသူတို့တွေရဲ့ SN နှစ်ယောက်လုံးရော Mr. ချွေးချောင်းဝင်နဲ့ Mr. Chain တို့နှစ်ယောက်လုံးပေါင်းဖို့သဘောတူခဲ့ပါတယ်ဟန်နာဖွဲ့စည်းတွေကိုအရေးပေါ်တောင်းဆိုချက်ပို့ပေးပါသူတို့ရဲ့အကူအညီလိုအပ်နေဆိုတာတစ်ဖက်မှာတော့ကြောက်ကနေပြီးတော့စောင်းညူကိုထိုးလိုက်တာပါဇက်ကနေပြီးတော့သွေးရွာထုတ်ကုန်ပါတယ်ဒီလိုနဲ့သူတပြန်ကိုပြန်ထိုးရင်းနဲ့အဝေးကိုလှုပ်ထွက်သွားကြပါတယ်ငါလူသားတယောက်နဲ့တိုက်ခိုက်ရတာကိုပြောနေမယ်လို့ဘယ်သူကထင်ပါလဲငါရဲ့ကြာရှည်လာတဲ့တန်းတစ်ချောင်းမှာလူသားတယောက်ကငါနဲ့ထိုက်တန်တဲ့ပြန်ပြည့်ပေးမယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးဒီကောင်ငါ့ကိုအဆင့်တရက်တရာဝရခေါ်ခဲ့တာသူနဲ့ပြိုင်ဖို့မတန်ဘူးလို့ထင်ခဲ့မှာပေါ့ဒါပေမဲ့ငါဒါကိုလုံနိုင်တယ်ငါမင်းကိုမိစားရင်အများကြီးရှိသေးတယ်ဒီစနစ်ကိုဘယ်လိုလုပ်ခဲ့ရလဲဘာလို့ငါ့ကိုကစားသူဖြည့်ယူခဲ့ရလဲပြီးတော့ဒီလောကကြီးမှာအခုဘာဖြစ်နေရလဲငွေချင်းတော်အလုံးပဲတကယ်လို့ကိုကအစားဆုံးဖတ်ရှင်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram လေးမှာ live ဖတ်လို့ရရင်နော် Telegram မရှိတဲ့သူတွေအတွက်ကျွန်တော်ရဲ့ TikTok အကောင့်မှာတင်ပေးမှာမလို့ဖော်လို့လုပ်ခဲ့ကြပါနော်ကောင်းပြီလေအကယ်၍ငါ့ကိုတတ်လိုက်ရင်မင်းလို့ရှိတဲ့ဖြည့်တွေမရတော့ဘူးထင်နေရလားဒီလိုနဲ့စောင်းညင်ကအဝေးကိုပြစ်ထွက်သွားပြီးတော့ကွန်မန်ဒါရဲ့အာနာဇက်ကိုအသုံးပြုလိုက်ပါတယ်ငါ့ကိုဝေးကနေတိုက်ဖို့ကြံစည်နေရလားဒါပေမဲ့အသုံးမဝင်တော့ဘူးကွန်မန်ဒါရဲ့အာနာဇက်ကိုအသုံးပြုပြလိုက်ပါတယ်စောင်းညင်ကလည်းသူကငါ့လိုအဆန်းသုံးနိုင်တာပဲလားအဲ့ဒါဆိုငါရဲ့အဝေးတိုက်ဝက်တွေကလည်းအသုံးမဝင်တော့ဆိုတဲ့သဘောပေါ့ငါပထမဆုံးစပြီးတော့လုပ်ခဲ့ရအကုန်လုံးကိုတတ်မှတ်ပြီးသားပဲမင်းကိုရွေးချယ်ခဲ့တာငါမဟုတ်ဘူးတကယ်တော့ငါကန့်ကွက်ခဲ့တာငါကဒီတိုင်းကစားသမားမွေးထုတ်ပေးရဲ့စနစ်ရဲ့ဖန်ဆင်းရှင်နဲ့ထိန်းချုပ်သူပဲငါတစားကပြီးပြည့်စုံတယ်ကျန်တဲ့အချိန်မှာငါအားလုံးသုံးလုံးပဲကွာဆိုကအပေါ်ကနေပြီးတော့တိုက်ခိုက်လိုက်ပါတယ်ဘယ်လိုဖြစ်တာလဲငါရဲ့အာယုံခံစားမှုတွေကပို့ပြီးတော့ထက်လာတယ်ငါဒါကိုလုံးနိုင်တယ်ဓာတ်ရှည်ဓာတ်သွားပစိန်တူငါအဲ့ဒါရဲ့အလုံးခံစားနေရတယ်ငါအကောင်သုံးပြီးချနေရတော့ငါရဲ့တိုက်ခိုက်မှုတွေကိုကားပြီးတော့ပြန်အောင်ချနိုင်နေရလားပြီးတော့ပို့ပြီးတော့တောင်းမြန်လာတယ်လို့ပဲစောင်းညင်းကအယုတ်ရဲ့လက်တစ်ဖက်ကိုဖျက်လိုက်ပါတယ်ဒါကငါရဲ့ခန္ဓာကိုယ်အတူပဲဒါပေမဲ့ငါ့ကိုတောင်းတိရအောင်လုံးနိုင်တယ်ဆိုတာမယုံနိုင်ဘူးအဲ့ဒါကြောင့်ရွေးချယ်ခဲ့ရလားအစေအပိုင်းလေးနည်းနည်းပဲဆိုပေမဲ့အဲ့မှာရောနှောနေအဲ့ဒီအချိန်မှာပဲကြောက်တွေအကုန်လုံးကပြန်လဲထလာခဲ့ပါတယ်ဒီလိုနဲ့ပဲစောင်းညင်းကနေပြီးတော့သူ့စီပြေးလာတဲ့ကြောက်တွေကိုကွန်မန်ဒါရဲ့အာနာကိုအသုံးပြုပြီးတော့အကုန်လုံးလွတ်ထောင်လောက်ရပါတယ်ဒီလိုနဲ့ပဲနောက်ကိုလက်ရိုက်တော့အရင်တော့ကသူ့ကို6ပြောင်လုပ်ခဲ့တဲ့ကြောက်ကိုတွေးတာပြီးတော့တင်းသွားခဲ့ပါတယ်အပေါ်ခုံးတက်ပြီးတော့ drown နဲ့ရုပ်ထုကောင်ကိုခွဲလိုက်ပါတယ်ဖန်ဆင်းရင်ကြောက်ဘက်ကိုရုပ်တရက်ပြေးသွားပြီးတော့တိုက်ခိုက်လိုက်ပါတယ်ဒီလိုနဲ့ foundation တော့အချိန်မှာပဲ level ကိုဓာတ်ရိုက်ထုတ်ထားလိုက်ပါတယ်ငါရှုံးသွားပြီစမ်းသပ်မှုကပြီးသွားပြီဒီလိုနဲ့စောင်းညိုစီကိုမင်းရဲ့မညံ့နေတဲ့အချက်အလက်တွေကိုပြန်ပြီးတော့ယူဆောင်လာပြီဆိုတဲ့စာဆောင်ဝင်လာခဲ့ပါတယ်စောင်းညိုကလည်းငါမညံ့နေတဲ့အချက်အလက်ကောင်းပြီလေငါဒါကိုလက်ခံနေဆိုတာလက်ခံလိုက်ပါတယ်အဆုံးထိကြည့်ပြီးတဲ့တောက်ချင်းတွေကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲဘိုင်ဘိုင်